နေ့မှာတော့ကျွန်တော်တို့ရဲ့ဗုဒ္ဓမြတ်စွာဘုရားဟောကြားထားတဲ့ကဘာမြေဖြစ်ပေါ်လာပုံနဲ့သိပ္ပံပညာရှင်တွေစူးစမ်းရှာဖွေဖော်ထုတ်ခဲ့တဲ့ကဘာဖြစ်ပေါ်လာပုံအကြောင်းအရာကတူညီသလားဆိုတဲ့ခေါင်းစဉ်လေးကိုတင်ဆက်ပေးပါဖြစ်ပါတယ်ဒီအကြောင်းအရာလေးကိုမတင်ဆက်ခင်ကျွန်တော်တို့ channel လေးကိုလည်း like and subscribe လေးလုပ်ပြီးတော့အားပေးခဲ့လို့ရပါတယ်ခင်ဗျာကဲဒါဆိုရင်စလိုက်ကြရအောင်ဗုဒ္ဓကကဘာမြေဒီနေပုံကိုဒီလိုဟောပြောခဲ့ပါတယ်ရေထုနဲ့ရေထုကိုလေထုကြီးကပင့်မတည်ဆောင်ထားတယ်။လေထုကြီးရဲ့အောက်ခြေတွင်အစုံပိုင်းခြားမရှိသောကောင်းကင်ကြီးတည်ရှိနေတယ်။ဒီကဘာမြေသည်အထက်ကောင်းကင်အောက်ကောင်းကင်နှစ်ခုကြားတွင်တည်ရှိနေတယ်။လေထုကတည်ဆောင်ထားသောကြောင့်လေတဘာဝကြားရွေးရှားမှုရှိနေပဲ။လာစသောတခြားဂျိုများကဲ့သို့အာကာသအတွင်းမှာတွဲလဲတည်ရှိနေတယ်။ဤကဘာမြေအောက်အလယ်တွင်မီးဟုံးတောက်လောင်နေတဲ့တန်မြေများကြိုက်ကြိုက်ဆူပွက်နေတဲ့ရေများလည်းရှိပါတယ်။ဒီလိုမျိုးဟောကြားခဲ့ပါတယ်။ဒါကိုသိပ္ပံပညာအကြောင်းအရာတွေနဲ့မကြိတ်ခင်ဒီအကြောင်းအရာလေးကိုအရင်ဆုံးရှင်းပြရမှာဖြစ်ပါတယ်။ရေထုနဲ့ရေထုကိုလေထုကပင့်နာတယ်ဆိုတာဘလို့ကြီးလဲလို့မေးစရာရှိပါတယ်။ပုံမှန်အားဖြင့်ကျွန်တော်တို့နဲ့အတူရှိတဲ့မြေထုနဲ့ရေထုကအောက်ချိန်မှာလေထုကအပေါ်မှာပေါ့အဲ့လိုဖြစ်တဲ့နာမဟုတ်ဘူးလားပေါ့။လေထုရဲ့အောက်မှာအဆုံးမရှိတဲ့ကောင်းကင်ကြီးရှိတယ်လို့လည်းဆိုထားပါသေးတယ်။ဒါကတော့အာကာသ speed ကိုဆိုလိုခြင်းဖြစ်ပါတယ်။ဒီတော့ဗုဒ္ဓပြောတဲ့ပုံရမြင်ကြည့်ရရင်မြေထုနဲ့ရေထုသူ့အောက်မှာကလေထုသူ့အောက်မှာကအာကာသပေါ့။ဆိုတော့ကဘာကြီးကိုပြောင်းပြန်ကြည့်ပြီးတော့ပြောနေတယ်လို့ပါပဲလို့ထင်ကောင်းထင်နိုင်ပါတယ်။ဒါပေမဲ့ကဘာလုံးကြီးကိုအပြင်ကကြည့်တဲ့အခါမှာအာကာသကအောက်မှာလို့ပြောလို့ရတယ်လို့အပေါ်မှာလို့လည်းပြောလို့ရပါတယ်။လေထုကိုလည်းဒီအတိုင်းပဲပြောနိုင်ပါတယ်ပြောင်းပြန်နေအတိတ်တွေဆိုတာအာကာသတွေမှာမရှိပါဘူးဒီမှာဗုဒ္ဓကကဘာကိုအပြင်ပိုင်းကနေခြုံကြည့်ပြီးတော့ဟောပြောပြသနေတယ်လို့ပါပဲအထက်ကောင်းကင်တွေအောက်ကောင်းကင်တွေဆိုတာကဘာပတ်ပတ်လေးမှာအာကာသဟင်းလင်းပြင်နေရှိတယ်ဆိုတာကိုဆိုလိုချင်တာပါကျန်တာတွေကတော့အထွေထူးရှင်းပြစရာမလိုတော့ပါဘူးဒါကိုကြားယုံနေတယ်နားလည်နိုင်ပါတယ်ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာကဖျားရှင်ပွင့်တော်မူတဲ့ခေတ်ကာလမှာဤပညာတွေမတိုးသက်သေးသလိုအဝေးကြီးမှန်မြောင်းတွေအာကာသခီးသွားနိုင်တဲ့ရှင်တွေဂျိုတုတွေအင်တာနက်တွေဆိုတာမရှိသေးပါဘူးဒါဆိုရင်မြတ်စွာဘုရားကဒါတွေကိုဘယ်လိုသိခဲ့လဲဆိုတာတော်တော်လေးကိုအံ့ဩဖွယ်အားကောင်းလာပါတယ်သိပ္ပံပညာကလက်ခံတဲ့ကဘာကြီးကလည်းဗုဒ္ဓပြောခဲ့တယ်လို့ခက်စစ်စစ်ပါပဲဆိုတော့ကဘာကြီးဘယ်လိုစတင်ဖြစ်ပေါ်လာလဲဆိုတာလေ့လာကြည့်ရအောင်ကျဲတွေတည်သွားတဲ့အခါသို့မဟုတ်ကျဲတွေကျွေသွားတဲ့အခါစူပါနိုဗာပေါက်ကွဲမှုတွေဖြစ်ပြီးတော့သူတို့မှာရှိတဲ့ element တွေအကုန်လုံးဟာတစားစီကွဲထွက်လို့လာခဲ့ပါတယ်။အဲ့ဒီအပိုင်းအစလေးတွေက gas cloud တွေဖြစ်သွားခဲ့တာပါ။ရေအောင်ပြောရမယ်ဆိုရင်တော့အဆောက်အုံကြီးတစ်ခုကိုတစားစီဖြစ်အောင်ဖြိုချလိုက်တဲ့အခါဘီလက်မြေမှုတ်တွေအုပ်မှုတ်တွေတဲမှုတ်တွေပြန်ကျဲသွားတယ်လို့ပါပဲ။ဖျားဟောခဲ့တဲ့ကဘာမြေတည်နေပုံအဟောမှာလေဆိုတဲ့အရာကအောက်ဆီဂျင်မဟုတ်ပဲနဲ့ gas cloud လို့မြင်ကြည့်နိုင်ပါတယ်။ပါဠိဘာသာကနေဗမာဘာသာကိုပြန်တဲ့အခါဘာသာပြန်တဲ့သူအပေါ်များစွာမူတည်တဲ့အတွက်စကားလုံးအတိတ်ပဲတွေကအပြည့်အကျကိုလိုက်ယူဖို့ခက်ခဲနိုင်ပါတယ်။အဲဒီမှာ gas cloud တွေကပဲ gravity ကြောင့်ဆူဝေးသွားပြီးတော့ဂျိုတွေပြန်လေဖြစ်ပေါ်လာကြတာပါ။မြင်အောင်ပြောရမယ်လူဘိန်းတွေပြောရမယ်ဆိုရင်တော့အိမ်မှာတပြက်စီးလဲတဲ့အခါကျမ်းမြေပေါ်ကပုံမုတ်တွေကတူကြီးပဲဆိုမမြင်သာပေမဲ့တပြက်စီးလဲနေရင်နဲ့စုသွားတဲ့အခါဒူးတယ်တစ်ခုဖြစ်သွားတာမျိုးပါပဲဂျိုတွေဖြစ်လာအောင်တပြက်စီးလဲတယ်လို့မျိုးလုပ်ပေးတာကတော့ gravity ပါပဲကျွန်တော်တို့ရဲ့ကဘာကြီးကလည်းဒီလိုပဲဖြစ်လာတာပေါ့ဒီလို gas cloud တွေစုဝေးသွားတဲ့အခါကဘာလေပတ်မှုဖြစ်လာတာပါဆိုတော့ဗုဒ္ဓပြောတယ်နေကတည်တာလို့ကဘာကလဲနေတယ်ဆိုတာကလည်းမမှားပါဘူးအဆိုင်ခဲတွေစတဲ့ဖြစ်ပေါ်လာတော့ကဘာကြီးကမိခဲကြီးလိုပါပဲဘာဖြစ်လို့လဲဆိုတော့ကျယ်ရီစူပါနိုဗာပောက်ကွဲမှုတွေကနေဓာတ်ရောင်ကြီး radiation တွေအများကြီးထွက်လာခဲ့ပါတယ်ပြီးတော့အဲ့ဒီအချိန်မှာဥက္ကာခဲတွေကလည်းကဘာမြေပြင်ပေါ်ကိုကြာရောက်ပောက်ကွဲနေကြပါတယ်ဘလောက်တောင်ပူသလဲဆိုရင်အဲ့ဒီအချိန်မှာကဘာမြေစီကိုအလဲလာရင်အရာရာဟာချော်ရည်တွေပဲပြစ်နေတာမို့ခြေချစရာနေရတော့ရှိမှာမဟုတ်ပါဘူးအရေးတွေရဲ့ထုံးစံအတိုင်းလေးတဲ့ကောင်တွေကအနေကျသွားတဲ့သူ့တက်ပေါ်တဲ့အကောင်တွေကအပေါ်ကိုရောက်လာတာကြောင့်ကဘာမြေမှာအလွှာတွေအတက်တက်ဖြစ်ပေါ်လာတာပါအဲ့ဒါကြောင့်ကဘာရဲ့အလယ်မှာအာယုံခိုးလို့ခေါ်တဲ့ပူပြီးတော့တိတ်သေးတဲ့ဘောလုံးတံတန်ကြီးတစ်ခုဖြစ်သွားခဲ့တယ်လို့သိပ္ပံပညာရှင်တွေကဆိုထားတဲ့အတွက်ဖျားဟောရတဲ့ဤကဘာမြေအောက်တွင်မီးဟိုးတောက်လောင်နေသောတန်မြင်များကြိုက်ဆူပွက်နေသောရေများရှိသည်ဆိုတဲ့အချက်နဲ့တွားပြီးတော့ကိုက်ညီနေပြန်ပါတယ်။
အဲ့ဒါတွေကြောင့်ကဘာကြီးရဲ့ဝင်ရိုးစိုးနှစ်ခုမှာတန်လိုက်စပွေးနေပေါ်ပေါက်လာခဲ့ပါတယ်အဲ့ဒီတန်လိုက်စပွေးနေကြောင့်ဓာတ်ရောင်ကြီးရဲ့တန်တွေကတက်တာသွားခဲ့ရပါတယ်အဲ့ဒီအချိန်မှာကဘာကိုဥက္ကပြန်နေဝင်တိုက်တာလေးနေလာပါတယ်ဒီလိုနဲ့ကဘာကြီးကတဖြည်းဖြည်းအေးလာတာပေါ့ချော်ရည်တွေကအေးဝါတော့ကြောက်ခဲတွေမြေကြီးတွေဖြစ်ကုန်တယ်အစာပိုင်းမှာတော့မြေကြီးတွေကတစုတစည်းတဲ့တည်ရှိနေခဲ့တာပါအခုကလို့တိုက်ကြီး9တိုက်ဆိုပြီးတော့ကြားထဲမှာကြီးတွေချားနာနေတာမဟုတ်ပါဘူးတိုက်ကြီးတွေကခေတ်ကာလကြာညောင်းလာတာနဲ့အများအချင်းချင်းကွဲသွားကြတာဖြစ်ပါတယ်ကြီးတွေကပေါ်ဘလို့တွေဖြစ်လာလဲသိပ္ပံပညာရှင်တွေယူဆကြတာကတော့ရေတွေဆိုတာဥက္ကာခဲတွေစီကတဆင်ပါလာခြင်းဖြစ်တယ်လို့ယူဆကြပါတယ်အစောပိုင်းကာလတွေမှာချော်ရည်တွေတဲ့ကြောင်းနေတာပေါ့ရေတန်တရားလဲတဲ့အကြောင်းကိုမိတ်ဆွေတို့ငယ်ငယ်ကသင်ဘူးတာမှတ်မိကြအောင်မယ်လို့ထင်ပါတယ်ပူတော့အမွှေးပြန်တဲ့အေးတဲ့နေရာတွေမှာရေမွေးပြန်ခွဲတယ်တိမ်တွေဖြစ်သွားတယ်မိုးကြီးနဲ့ပြန်ရွာကြတယ်ဒီလိုနဲ့ကဘာကြီးကပို၍အေးလာတယ်ကြာလာတော့သမုဒ္ဒရာကြီးတွေဖြစ်လာကြတာပေါ့water cycle photosynthesis လုပ်နိုင်တဲ့စိမ့်ပြရင်းကြီးလေးတွေဖြစ်ပေါ်လာတဲ့အခါမှာတော့သူတို့ကြောင့်တက်ရှိတွေအတွက်မရှိမဖြစ်လိုအပ်တဲ့အောက်ဆီဂျင်ကိုစပြီးတော့ရရှိလာနေပါတယ်ဒီလိုနဲ့သူတို့တွေကနေရင်းနေသတ္တဝါတွေဖြစ်လာတယ်သူတို့တွေကုန်းပေါ်တက်လာတဲ့အခါကုန်းနေရင်းနေသတ္တဝါတွေဖြစ်လာခဲ့ပါတယ်နောက်ဆုံးမှာတော့လူအပါဝင်မြေပြင်ပေါ်မှာကုန်းနေသတ္တဝါတွေဖြစ်ပေါ်လာခဲ့ပါတယ်ဒီလိုနဲ့တက်ရှိတွေအများအပြားကမ္ဘာမှာဖြစ်ပေါ်လာခဲ့တာပါဒီချက်ကိုကြည်ချင်းအဖြစ်သိပ္ပံပညာအယူအဆတွေနဲ့ဗုဒ္ဓအယူအဆကနီးတူပါပဲလူတွေသတ္တဝါတွေကိုဖန်ဆင်းခဲ့တဲ့ဖန်ဆင်းရှင်ဆိုတာလုံးဝမရှိပါဘူးအဲ့အရာကိုလည်းဒီအကြောင်းအရာကထောက်ပြနေပါတယ်ဒါတွေမကသေးပါဘူးဖျားဟောရတဲ့အနုမျိုးဆိုတာသိပ္ပံပညာအရမော်လီဂျူးအဆင့်ကိုရောက်နေတာဖြစ်နိုင်ပါတယ်ဖျားဟောရတဲ့ပရာမာအနုမျိုးဆိုတာအတန်အစစ်ကိုရောက်နေတာဖြစ်ပါတယ်အခုအချိန်မှာလူတွေကအားကောင်းဆုံး microscope တွေနဲ့ကြည့်လာတော့အတမ်တွေကိုမမြင်ရသေးပါဘူးကျွန်တော်တို့တင်နေရတဲ့အတမ်တွေဆိုတာကခမန်းရေးဆွဲထားခြင်းဖြစ်ပါတယ်ဖျားဟောထားတဲ့ပရာမာအနုမျိုးကိုတာမန်လူတွေမမြင်နိုင်ဘဲနဲ့ဇန်ရတဲ့သူတွေနတ်ပြမာတွေမြင်နိုင်တယ်လို့လည်းဟောပြောပြသခဲ့ပါတယ်ဖျားဟောခဲ့တာကဆက်လက်ပြီးတော့မှန်အောင်လားဆိုတာကတော့အနာဂတ်မှာဆက်လက်စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်။ဒါပေမဲ့ဘလို့ပဲဆိုဗုဒ္ဓအနေနဲ့လွန်ခဲ့တဲ့နှစ်ပေါင်း2500ခန့်ဟိုပါမိုက်ခရိုစကုပ်တွေနည်းပညာတွေမထိုးငားတဲ့ခေတ်တဲဟိုဟာဒါတွေကိုဟောနိုင်ပြောနိုင်မြင်နိုင်ခဲ့တယ်ဆိုတာတော်တော်လေးကိုထူးခြားတယ်လို့ပြောလို့ရမှာပါ။ထူးခြားတာထက်ကိုတော့ပိုကဲပါတယ်။ဒါအပြင်ဗုဒ္ဓကတပည့်တို့ဤငါတို့မဟာလောကဓာတ်ဖြင့်တစုစုသောတဘာဘာသောဖျားတို့ရဲ့ပိုင်ဆိုင်ရာအုပ်စိုးရာအာဏာနှံ့ဆက်ရာတိုင်းနိုင်ငံကြီးတွေဖြစ်သောမဟာလောကဓာတ်ကြီးတွေသည်ကဤရက်ရှင်းမျက်နာတို့၌အသင်ချင်းအနတ္တများစွာရှိကြကုန်၏လောကဓာတ်အဆုံးမရှိဤအဆုံးမရှိများပြားလာသောမဟာလောကဓာတ်တွေအကုန်လုံးကိုကအနန္တလောကဓာတ်ဟုမှတ်ရမည်လို့ဟောပြောပြသခဲ့ပါတယ်ဖတ်တူနဲ့လူဘိန်းစကားပြောရမယ်ဆိုရင်တော့စัจ java အနန္တရှိတယ်အနန္တစัจ java ရှိတယ်လို့ဆိုလိုချင်တာဖြစ်ပါတယ်သိပ္ပံပညာရှင်တွေနဲ့ physics ယူပဗေဒပညာရှင်တွေကလည်းဒီ theory တွေကိုစတင်တွေ့ရှိနေပြီပဲဖြစ်ပါတယ် theory တွေအရစัจ java အမျိုးအစားတွေခွဲခြားတာပါတယ်စัจ java ကို level ၄ခုရှိတယ်လို့လည်းဆိုပါတယ်ဖျားဟောရတဲ့အနန္တစัจ java ကိုသိပ္ပံပညာဘာသာစကားတွေအရ multiple universe လို့လည်းခေါ်ပါတယ်တတ်မှန်ပြီးတော့အတည်ပြုနိုင်ဖို့ကိုလည်းယူပဗေဒပညာရှင်တွေသိပ္ပံပညာရှင်တွေကကြိုးစားလျက်ရှိကြပါတယ်ကျွန်တော်တို့နေဝတ်တဲ့ YouTube channel ကိုယခုလိုလာရောက်နားဆင်ပေးကြတဲ့ပြည်သက်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ကျွန်တော် channel လေးကိုလည်း like and subscribe လေးလုပ်ပြီးတော့ကူညီခဲ့ကြပါဦးခင်ဗျာအသစ်တင်တိုင်းကြည့်ရှိနိုင်ဖို့ဘေးနာခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးလို့လည်းရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်